Okay အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ကျွန်တော်တို့ PS Motorcycle နဲ့ကျွန်တော်ကြိုးစလိုက်ပါတယ်ခင်ဗျာနော်ဒီနေ့မှာကျွန်တော်တောက်ဖွင့်တဲ့ဟာကြလို့ရှိရင်စမတ်ကြီးတာမထွက်အောင်ဘယ်လိုလုပ်အောင်လဲဆိုတာကျွန်တော်လိုက်ပြပေးပါမယ်ခင်ဗျာနော်ပုံမှန်ဆိုရင်ကျွန်တော်ဒီမှာတောက်ဖွင့်နေတယ်ကျွန်တော်ဒီအတန်လေးထွက်တယ်ပေါ့နော်ဒီအတန်လေးကိုကျွန်တော်ဘယ်လိုဖြောင်းအောင်လဲဆိုတာကိုကျွန်တော်လိုက်ပြပေးပါမယ်ခင်ဗျာနော်ကဲဒီမှာကြည့်ပါကျွန်တော်ဒီ remote မှာအရင်တော့ကျွန်တော်တို့အောက်ကကျွန်တော်တော့ကိုအရင်ဆုံးအနီအောင်ဖြောင်းပိတ်လိုက်ပေါ့နော်ပိတ်ပေါ်လို့ရှိရင်ကျွန်တော်တို့တောက်တစ်ချက်နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်အချက်ပေါ်ကချက်နှိပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်ပြီးလို့ရှိရင်တောက်ပြန်ဖွင့်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်မမီတော့ပါဘူးခင်ဗျာနော်ကျွန်တော်မီးပေါ်တယ်ကျွန်တော်အတန်မမီတော့ဘူးပေါ့နော်ဒီလိုတန်ပိတ်ထားလို့ရှိရင်လည်းကျွန်တော်တို့အခိုးချက်ပေးကအော်တိုလောက်ပြီးမှဖြစ်ပါတယ်ခင်ဗျာနော်ကဲကျွန်တော်ပြပေးပါမယ်ဖြစ်ပါကျွန်တော်တန်မိတ်ထားတဲ့ကျွန်တော်အတော်တင်းမှာလောက်တဲ့ပုံစံလေးပြပေးတာပေါ့နော်ကိုကတကယ်လို့အတန်ပြန်လာအောင်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်ပုံမှန်တိုင်းပဲပေါ့နော်တောက်ကိုရင်ပိတ်ပေးလိုက်ပါပြီးလို့ရှိရင်ကျွန်တော်တို့တောက်တစ်ချက်နှိပ်ပါပြီးရင်ကျွန်တော်ဘောတစ်ချက်နှိပ်ပါခင်ဗျာနော်ဒါဆိုလို့ရှိရင်ပြီးကျွန်တော်တို့တောက်ပြန်ဖွင့်ပေးလိုက်ပါခင်ဗျဒါဆိုလို့ရှိရင်ကျွန်တော်တို့အတန်ပြန်လာပါပြီပေါ့နော်ဒီဗီဒီယိုကကျွန်တော်အကျိုးရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ like and share နဲ့ကူညီပေးပါခင်ဗျာနော်ကဲအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ